နာမည်ဘယ်လိုခေါ်လဲ ကျမနာမည်ကဖြိုးဖြိုးပါရှင် ဖြိုးဖြိုးရပြီအလုပ်ရပြီနာမည်နဲ့အလုပ်တန်းရလား ဘာဆိုင်လို့လဲဆရာ ကကငါကိစ္စငါသိတယ်မပြောနဲ့ဖြိုးဖြိုးတဲ့လှတယ်တော့နာမည်လေးကလည်းဟုတ်တနေ့အိမ်တောင်ရှိလား မရှိပါဘူးရှင် ဟဲ့လန့်မလားလေးလန့်တော့လေဟိုအိမ်တောင်မရှိဘူးဆိုတော့အပျော်ပေါ့အပေါ်သေးကြပြီအဲ့ဒါအလုပ်တန်းရပြီခံပြီ ဟုတ်လေအားစကျွန်တော်တို့ကုမ္ပဏီနဲ့ဘာမှမသက်ဆိုင်ဘူးလေအဲ့ဒီကိစ္စ ဟဲ့ကောင်တက်ဆိုင်လို့ပြောနေတာဒီကဘယ်နဲ့ရွှေ့လား ဘာလို့ မေကိုကပြုတ်စော်နန်းနေပြီမေနော်တမာရွက်ပြုတ်စော်နန်းနေပြီကိုကိစ္စကိုမပြောဘူးဘာကောင်းလို့မသိသမီးလန့်မလားမလန့်နဲ့နော်ဟိုဦးကလေကိုလုံးသာကြည့်တယ်ထင်လားမဟုတ်ဘူးဆလား ဘာလို့ မဟုတ်လေကိုအတန်ကကျဲတော့အတန်ကျဲတော့စိတ်ချမ်းလူချမ်းလာသူလန့်တော့မယ်အဲ့တော့အင်တာဗျူးကိစ္စဆက်ပြောမယ်အဲ့တော့ဦးရုကုမ္ပဏီကလုပ်ငန်းကြီးလုပ်တာကြောက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုလုပ်တယ်ကြောက်မြတ်ရတနာပေါ့အဲ့တော့ကြောက်မြတ်ရတနာနဲ့ပတ်သက်ပြီးလုပ်တယ်ဆိုတော့ကသမီးတို့ရွယ်မှာတွက်တဲ့ချက်တာလိမ့်လာရမယ်နော်အဲ့တော့တွက်ချက်တာနဲ့ပတ်သက်ပြီးတော့မွေးမယ်နော်နည်းနည်းတော့ခက်တယ်ဒါပေမဲ့မပူနဲ့မကြောက်နဲ့နော်ဦးမေးတဲ့တခြားဖြစ်မေးရမယ်ဆိုတင်ချာနဲ့ပတ်သက်ပြီးတော့3လီဘယ်လောက်လဲပြော ကိုပါရှင် ကိုအကောင်တော့ကွာတန်းပြောတာပဲဒါတော်ရုံမပြောနိုင်ဘူးမင်းတို့လောကောင်မျိုးမပြောနိုင်ဘူးအုံနောက်မှမရှိတာဒါအပြိုဖြစ်လို့ပြောနိုင်တာသမီးအပြိုပဲနော်ဟေးကောင်တော့ဟုတ်ပဲတကယ်လေးလာကအကောင်တဲ့မိကောင်းကအဲ့လိုခက်ခက်မေးရတယ်လွယ်တာမေးတို့စွပ်ဖြေပန်းမပေါ့ဒီမေးကောဘယ်လောက်ခက်လဲ3လီကိုဘယ်သူမပြောနိုင်ဘူးသမီးကတန်းပြောနိုင်တယ်ဖြိုးလေးကတန်းပြောနိုင်တယ်လေအဲ့ဒါတန်းမခံဘူးနော်သမီးကိုဥပြူးတယ်ကြိုက်လားမဟုတ် ပြူးတာ ဥအင်တာဗျူးတယ်ကြိုက်လားလို့သမီးအဲ့လိုပြောလိုက်တာအရင်ချစ်ဖို့ကောင်းတော့ပဲဟိုလေအပြိုးပဲနော်အဲ့ဒါကိုကောင်းတာအကောင်းဆုံးကအဲ့ဒါပဲအပြိုဆိုတာလေးကကြက်တီရှိနေတယ်ဟုတ်လားဒီတစ်ခါသမီးကိုခုနကထမေးရမယ်မေးခွန်းတဲ့ကိုနည်းနည်းခက်တယ်ခုနမေးခွန်းကခက်တယ်ဒါပေမဲ့ तू ဒီကာကသူ့ထက်နည်းနည်းခက်တယ်ဒါပေမဲ့သမီးစိတ်တွေမလှုပ်ရှားနဲ့နော်သမီးစိတ်လှုပ်ရှားရင်မျက်နှာကိုတိကျစိုက်ကြည့်လိုက်တည်ငြိမ်တော့မယ်အဲ့တော့မေးတဲ့မေးခွန်းကသမီးဖြေနိုင်တော့မယ်နော်အဲ့ဒီကသမီးကိုမေးမှာကသမီးရွှေတကုံဖျားတိတ်တာလားသိတာပေါ့တော်လိုက်တော့ကွယ်ရွှေတကုံဖျားကိုတိတ်တယ်အရန်တော်တော့ပဲသမီးရဲ့အပြိုပဲနော်အဲ့ဒီရွှေတကုံဖျားကမြန်မာနိုင်ငံရဲ့ဘယ်မြို့မှာရှိကဲ တပိတိတယ် ပြောသား မိုးကောင်းပါ တော်လိုက်မဟုတ်လေမဟုတ်သမီးသမီးဟိုထိုက်ပေါ်ရောက်တော့တောင်တဲရောက်တော့ပြီးအောက်ပြန်ဆင်းလိုက်နော်ရတယ်သမီးရတယ်အေးစီစီပဲဘာဖြစ်အဖြေရတယ်ဒီတောက်မယ် မန္တလေးမှာ ဟုတ်ပြီခုံချလိုက်ပြီသဘောကျတယ်အမြင်ကအောက်ကျလာပြီဆိုသမီးအဲ့ဒီတိုင်းတက်ဆက်သွားလိုက်ရောက်ခံနေမယ်နော်ရောက်မယ်အဲ့တိုင်းသွား နေပြီးတော့ ဟုတ်ပြီခဏရက်နေတယ်ကွယ်ဘရိတ်ကလည်းဘလို့ညံ့တယ်လို့မသိသမီးကအဲ့တိုင်းဆက်သွားလိုက်လေရောက်တော့မယ်တယ်လေရောက်ခံနေလို့လောက်ဆက်သွားလိုက်နော်ဒီကုန်းဖျားပါမရှိတယ်ဒီပုံနဲ့ ဘခု ဒုက္ခပဲနိုင်90ဘလို့တော့တယ်သမီးဆက်သွားလိုက်တော့နော်ရှင်းနေဆက်သွားလိုက်ဒီချပြန်လောက်လိုက်စောင်းနေရတဲ့အဖြစ်မှန်မလောက်ဆက်ကြည့် ရေးလဲကြောက်တန်းမှရှိရတယ် အဲ့ဒါကြော်တာကြော်သွားပြီဒုက္ခပါကွာမဟုတ်ဘူးလေသမီးလည်းများသွားပြီသမီးကအချိန်လွန်သွားပြီဘက်ပြန်ဆုပ်လိုက်ဟဲ့လားဂီယာထိုးပြီးတော့ဘက်ဆုပ်လိုက်ဟုတ်များဆုပ်သမီး ဟိုမှာလေတာဂီတာမှာ ဟုတ်တော့ဗောဒုက္ခပဲသမီးဆုပ်တယ်နဲတယ်ခဏများဆုပ်ဆုပ်လိုက်နားကြောက်ခလေးတွေပဲနားဆုပ်လိုက်သမီးရပြီချိန် တိတိဟိုဘဟမ်းမှာ အဲ့ဒါပြောတာတွေ့လားတွေ့တယ်တခါတည်းပြောလို့ရတယ်ဒါပေမဲ့မင်းတို့လိုငတုံးလို့ရှိနေရဲ့တခါတည်းပြောရင်မင်းတို့မှတ်သွားမယ်တော့သမီးကသိနေတယ်ရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်မှာရွှေတကုံဖျားရှိတယ်နော်သမီးကသိတယ်ဒါပေမဲ့သမီးကရှောက်ပြောတယ်ဗာလဲ
အိုမိုးကောက်တို့ပြီးတော့မန္တလေးရောက်တဲ့နေပြည်တော်ကနေဖြတ်ပြီးတော့ကြောက်တန်းတော့သွားလိုက်သေးတယ်ဒါပေမဲ့ तू သိနေတယ်လေသိနေတဲ့ကိစ္စမပြောတာတော်လိုက်တဲ့သမီးရဲ့အဲ့ဒီမျိုးလုံးလေးကစားတာကချစ်စရာကောင်းတော့သိတာအဲ့ဒါလေသမီးကိုဦးရဲ့ကုမ္ပဏီမှာအလုပ်ခန့်လာပြီမနေ့ဖန်ကစားပြီးအလုပ်ဆင်းလို့ရပြီ တကယ်တော့ တကယ်ပြောတာသမီးကပြောတယ်မဟုတ်လားအဲ့ဒီကြီးလိုက်တာပေါ့ဆွဲလမ်းမကောင်းလားပြောကနော်ပြီးတော့သမီးကိုမနေ့ကသမီးတို့မတောင်းပြောမယ်သမီးကဘာလုပ်ရမလဲဆိုတော့ဦးရဲ့ပထဝီလောက် secretary ဘယ်နဲ့ပထဝီသမိုင်းတွေပါကုန်တာလဲ တထေးပဲကွာမင်းကလည်းတလောက်ကိုတက်တယ်ပဲကိုပြောမှာပေါ့မင်းမထောက်နဲ့မင်းထောက်ငါတိတ်ခါကြတယ်သူပြောတဲ့ဘာထလုံးကြီးဆိုလဲအဲ့ဒါဟိုပြောရင်တော့သူတိုင်းသိအောင်ပြောရရင်ဦးရဲ့တက်တော်စား မဟုတ်ဘူး တက်တော်စား ဟိုကိုရအေးမှုကြီး မဲတာနေလေ ဘော်ဒီက ငါမဘောလီမရှိဘူးဟိုတက်တော်စားငါအသက်ခဏခဏထွက်နေတပုတ်ပုတ်နဲ့ထွက်နေတော့အဲ့ဒါသမီးကဦးရဲ့အနာကတက်မှာကွာလိုက်ရမယ်အဲ့လာစားကတော့သမီးလိုအပ်သလောက်ဒီမေးမယ်အဲ့ဒီချက်တော့အဲ့ဒါအောင်ချက်တာဟာချိုအဖြစ် ဟောကျွန်တော်နဲ့နာချီဝါဆရာဟိုအေးကောင်အေးလို့အကြီး ရကောင်အေးတယ်ဒီကျင်းစိုးမှာရေချိုးလာသလိုပဲ အခုခဏပြက်နေလို့ဆရာခဏပြက်နေ တာလေအဲ့ဒါတော့တီးလေးချက်ပေါ့ကောင်းတော့ဟာချိုဘာဖြစ်မလဲမဲ နာချီပြန်ပြီ ခင်ဗျာလည်းခဏခဏနာချီနေတာပဲဗျာဘေးနားမှာနာဘူးရှိတယ်လေ နည်းနည်းတော့ပေးရှူပါ ရလဲလာရှူ ဘာလို့ဆရာ ဒီမှာလေရှူသေးဘူးလေမရှူမတော့ဒီမှာလေမတော့လားရှူသေးဘူးရှူဝါအောင်ရှူနော်အဲ့တထောင်မွိုင်းနောက်တထောင်ရှိသေးတယ်သမီးရရှူမလား